ရုံးပိုင်းဆိုင်ရာအလုပ်လေးတွေကိုပဲလှုပ်ရှင်ပါတယ်။တစ်ပတ်ကိုတရက်ပိတ်လေးပဲလှုပ်ရှင်ပါတယ်ဆိုတဲ့သူလေးတွေအတွက်အလုပ်ခေါ်စာရေးတစ်ခုနဲ့မိတ်ဆက်ပေးပြရစီရှင်။မင်္ဂလာပါ။ One Star လောက်ကန်6ခွေရေးမှာကြိုဆိုပါရရှင်။မိမိတို့ရဲ့ One Star ရုံးမှာလက်တွဲလောက်ကန်နိုင်ရန်အတွက်ရုံးဝင်တန်းမှ9ဦးခေါ်နေပါပြီရှင်။ပညာရေးချင်းလေးကတော့အထက်တန်းအောင်သူမဟုတ်အထက်တန်းဆင့်ရှိရုံနဲ့တင်ရပါပြီနော်။အသက်ကတော့20ခွန်အောင်အစီကံလစာလေးကိုတော့2သိန်း3000ရက်မှန်ကြီး3000အပြင်အစားပေါ်တဲ့ဒီအနေနဲ့9000ကနေ2သိန်းထိရရှိအောင်မှာဖြစ်ပါရဲ့ရှင်။တနင်္ဂနွေနေ့တိုင်းတစ်ပတ်ကိုတရက်ပိတ်တဲ့အပြင်အလုပ်ချိန်လေးကတော့မနေ့7နာရီကနေညနေ9နာရီထိဖြစ်ပါရဲ့ရှင်။လောရမယ့်ရုံးနေရာလေးတွေကတော့ဇရာတိတိရေစင်းနဲ့နေပြီးတော့လဝေးတို့မှာလောက်ကားမှာဖြစ်ပါရဲ့ရှင်။နီးစပ်တဲ့နေရာလေးတွေကဆိုလို့ရှိရင်တော့အသွားအပြန်လုံနိုင်ပြီးတော့နေရာဒေသအဝေးရသူလေးတွေအတွက်လည်းနေစရာအဆောင်လေးစီစဉ်ပေးထားပါရဲ့နော်။ရုံးယူနီဖောင်းလေးတွေကိုပေးတဲ့အပြင်အဝေးရသူလေးတွေအတွက်လည်း online interview လေးလုပ်ပေးထားပါတယ်ရှင်။မိမိတို့ရဲ့ရုံးလေးက social နဲ့လောလောရတာဖြစ်တဲ့အတွက်ကြောင့်မလို့ Facebook, Viber, TikTok, YouTube, Telegram တွေကိုတော့အကောင်းမွန်စွာအသုံးပြုတဲ့သူဖြစ်ရပါမယ်ရှင်။ဒါကြောင့်မလို့အခုပဲ live ရှောက်ထားဖို့အတွက်ဖိတ်ခေါ်လိုက်ပါရနော်။